ကျွန်တော်တို့မှာချားတာခွေရတာလွဲတာမဟုတ်ဘူးဖေရအဖေတို့ခေတ်တုန်းကလို့မဟုတ်ဘူးဖေရဲ့ဖေနော်ဖန်ခွက်တွေခုနောက်တစ်ခေါက်ပွဲပြန်ပြီဖန်ခွက်ပေါင်းနဲ့မီတွက်နိုင်တော့ဘူးအဖေကနောက်မဖြစ်စေရပါဘူးသားရဲ့အဖေနောက်မဖြစ်စေရပါဘူးငါသားတို့စိတ်ချမ်းသာအောင်အဖေနေပြီးပါမယ်ငါသားရဲ့အဖေတို့အချက်မလွဲလိုက်ပါနဲ့နော်ဒီကိစ္စကိုကိုအောင်သူရှင်းဘလို့ဆုံးဖြတ်မှလဲရှင်းအဖြစ်ဖန်ခွက်တွေကိုမကြာတိုင်းခွဲနေတာကျမသိမခံနိုင်တော့ဘူးနော်ဖေနော်ကျွန်တော်တို့မှာအိမ်လာကတွေကလည်းပြရတာမလွယ်ဘူးကျွန်တော်တို့မှာအလုပ်ကန်ရလည်းအဆင်မပြေဘူးခင်ဗျဘလို့တွေလုံနေတာလဲကျွန်တော်တို့မှာချားတာခွေရတာလွဲတာမဟုတ်ဘူးဖေရအဖေတို့ခေတ်တုန်းကလို့မဟုတ်ဘူးဖေရဲ့အဖေကိုစေးဖို့ပြီးဖို့ကျွန်တော်တို့မှာနေနေသားသားအဖေရဲ့မိသားစု၃ယောက်စားဖို့တောင်မှတဏီနဲ့တဏီဝင်တဏီထွက်ရုံးကန်နေရတာကျွန်တော်လည်းပြင်ပန်းလာပြီအဖေရဲ့ဖေရကျွန်တော်တို့ဒီအိမ်ကနေထွက်သွားပါတော့ဗျာအမြန်ဆုံးထွက်သွားပါတော့အဖေကကိုဖုန်းကြီးကြောင်းမှာပဲသွားနေနေဘိုးဘွားရေးသွားပဲသွားဗျာကျွန်တော်တို့အဖေရဲ့တောင်းကိုဆက်မယူနိုင်တော့ဘူးအဖေရဲ့အဖေထွက်သွားပါတော့ဗျာတာကြီးရဲ့အဖေကိုလေအိမ်ပြင်မှာပဲဖြစ်ဖြစ်ယူကြောင်လေးထဲမှာပဲဖြစ်ဖြစ်ဖေကိုထားပါကိုယ်ဖေကိုလေထမင်းကိုတရက်မှာတနက်ပဲကြည့်ပါသားရဲ့သွားပါတော့ဖေရစီစီဝေးတွေပြောမနေပါနဲ့တော့ကျွန်တော်လည်းဘာမှမတက်နိုင်တော့လို့အဖေကိုမထားနိုင်တော့လို့ပြောလိုက်တာပါအဖေကိုလေအိမ်ပြင်ကိုတော့မထုတ်လိုက်ပါနဲ့သားရဲ့အဖေသွားစီရနေရမရှိတော့ပါရှင်လည်းစိတ်ပြတ်စမ်းမှာကိုအောင်သူရဲ့သွားပါတော့ဖေရနောက်လေကျွန်တော်တို့စီဘယ်တော့မှထမလာခဲ့နဲ့တော့ဗျာ